ပီတာပါကာဆိုတဲ့လူငယ်လေးကပင့်ကူအကိုက်ခံလိုက်ရပြီးနောက်ပင့်ကူတစ်ကောင်လိုအစွမ်းနေရသွားခဲ့ပါတယ်။အဲ့လိုနဲ့ဖော်ရွေတဲ့အိမ်ကြီးချင်းကောင်စပိုင်ဒါမန်ရဲ့လိုဖြစ်လာပါတယ်။အစွမ်းနေရကစားမှာအခက်အခဲတွေအဆင်မပြေမှုတွေများခဲ့ပေမဲ့အခုဆိုရင်တော့တစ်မျိုးလုံးကစပိုင်ဒါမန်ကိုချစ်နေကြပါတယ်။စူပါဟီးရိုးဘဝနဲ့တာမန်ဘဝနှစ်ခုလုံးကိုမျှမျှတတနေနိုင်လို့အတန်းထဲမှာလည်းအတော်ဆုံးចောင်းသားဖြစ်ပါတယ်။ဒါပေမဲ့ Gwen Stacy ဆိုတဲ့ចောင်းသူအသေးလေးရောက်လာချိန်မှာတော့အရင်လိုတယောက်တည်းတော်နေတာမဟုတ်ပဲအတန်းထဲမှာပြိုင်ဘက်လေးတယောက်ရှိလာပါတယ်။ငငယ်တဲက crash ခဲ့ရတဲ့မိန်းကလေး Mary Jane နဲ့လည်းချစ်သူတွေဖြစ်နေလို့ပီတာရဲ့ဘဝကြီးကပြေဆုံးနေပါတယ်။ MJ ရဲ့တေးသရုပ်ဖော်ပြဆက်ကိုလည်းပီတာကရှေ့ဆုံးတန်းကသွားပေးနေပါတယ်။ Harry ကတော့ Spider-Man တစ်ဖြစ်လဲပီတာကသူ့အဖေကိုတတ်ခဲ့တယ်လို့ယုံကြည်နေတာကြောင့်လက်စားချေဖို့အတွက်သူ့ကိုမပြတ်ဆောင်ကြည့်နေပါတယ်။ Harry ကသူ့အဖေလိုပဲစူပါလူသားဖြစ်လာဖို့စေထိုးလိုက်ပါတယ်။ပီတာနဲ့ MJ ကပင့်ကူအိမ်ပေါ်မှာတိတ်နေတော့ကဘာမြေပေါ်ကိုအုတ်ကာခဲတစ်လုံးပြုတ်ကျလာပါတယ်။အထဲကနေကတ်တရာဆေးလိုဂျိုသားတစ်ကောင်ထွက်လာပြီးပီတာရဲ့ဆိုင်ကဲမှာကပ်ပါလာပါတယ်